ဟုတ်ကဲ့ကျွန်တော်တတိယမြောက်နေ့ရဲ့ပထမဆုံးစလုံးကတော့တိုယူဝါခဲတာမြန်မာလိုဆိုရင်တော့တေးကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ဘတ်ဂျက်ကမလုံလောက်ဘူးဒါကြောင့်မလို့ရက်ရွှေမှာတေးကြပါတယ်သူကမလာနိုင်ဘူးအလုံးရှိတာတေးကြပါတယ်ဆိုပြီးတော့လူမျိုးပုံစံနဲ့အသုံးပြုတဲ့စကားလုံးမျိုးဖြစ်ပါတယ်အသုံးပြုမယ်ဆိုရင်တော့တာမန်ဝါကြရှိမယ်အဲ့တာမန်ဝါကြရဲ့အနောက်မှာတိုယူဝါခဲတာတိုယူဝါခဲ desk ကိုထည့်ရင်ရပါပြီကျွန်တော်ဥပမာဝါကြတွေကိုကြည့်ရင်တော့ပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ်โอเคဥမာစာကြောင့်ပထမအကြောင်းကတော့ရောဆန်ကတာရီနိုင်ဒါခါရအန်ချိုတိုယူဝါခေတာမြန်မာလိုဆိုရင်တော့ဘတ်ဂျက်ကမလုံလောက်ပါဘူးဒါကြောင့်မလို့ရရွှေရဖို့တည်ကြပါတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နောက်ကြောင်းကတော့ခရီဝါခိုတာတဲ့နိုင်ရှီကိုတိုကအာရူတိုယူဝါခေတာခရီကခိုတာတဲ့နိုင်မြန်မာလိုဆိုရင်သူမလာနိုင်ပါဘူးရှီကိုတိုကအာရူတိုယူဝါခေတာအလုံးရှိတာတည်ကြပါတယ်ဆိုပြီးတော့လူမျိုးပုံစံနဲ့အသုံးပြုစကားလုံးမျိုးဖြစ်ပါတယ်နောက်တစ်လုံးကတော့တိုယူယော်ရီမြန်မာလိုဆိုရင်တော့ဆိုတာထက်ဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ချိုးတယ်ဆိုတာထက်ခါတာပါနားရက်ဆိုတာထက်အိမ်မှာအလုပ်လုပ်ရတာပါဆိုပြီးတော့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့အရှိမှာnow ဒါမှမဟုတ်ကရိယာဝိသေသနာပြီးတော့ verb ကရိယာတစ်ခုခုရှိရပါမယ်ပြီးရင်အဲ့ဒီနောက်မှာတိုယူယော်ရီကိုထည့်ရင်ရပါပြီဘာမှပြောင်းကြမလို့ပါဘူးကျွန်တော်ဥပမာဝါကြတွေကိုဆက်ပြီးတော့ကြည့်ပါမယ်ဥမာဆိုင်ပထမအကြောင်းကတော့အာမိုင်တိုယူယော်ရီနီဂိုင်မလို့ဆိုရင်တော့ချိုးတယ်ဆိုတာထက်ခါတာပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်နောက်အကြောင်းကတော့ယာဆုမီတိုယူယော်ရီဇိုင်တာကုခင်မူတာမလို့ဆိုရင်တော့နာရက်ဆိုတာထက်အိမ်မှာအလုပ်လုပ်နေရတာပါဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာဇိုင်တာကုခင်မူဆိုတာကအိမ်မှာနေပြီးတော့အလုပ်လုပ်ရတာကိုwork from home ပေါ့နော်ဒီအဓိပ္ပာယ်ရပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းတိုယူယော်ရီကိုဒီ adjective တို့ဒီ noun နံတို့ရဲ့နောက်မှာထားပြီးတော့အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့နိစုဂိနိုင်တခုခုထက်မပိုပါဘူးဆိုပြီးတော့အဓိပ္ပာယ်ရတဲ့စကားလုံးဖြစ်ပါတယ်ဥပမာပြမယ်ဆိုရင်တော့ကျွန်တော်ကကူညီတာထက်မပိုပါဘူးဒါကကောလာဟာလာထက်မပိုပါဘူးဆိုပြီးတော့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်အသုံးပြုမယ်ဆိုလို့ရှိရင်ကတော့ verb noun adjective တွေနဲ့တွဲပြီးတော့အသုံးပြုနိုင်ပါတယ်ပုံမှန်စကားလုံးရဲ့နောက်မှာဒီနိစုဂိနိုင်ကိုထည့်ပြီးတော့အသုံးပြုရပါပြီကျွန်တော်ဥပမာစာကြောင်းတွေကိုဆက်ပြီးတော့ကြည့်ပါမယ်ဥမာစာကြောင့်ပထမအကြောင်းကတော့ဝါတာရှိဝတေဆုဒတနိစုဂီမဆန်မြန်မာလို့ဆိုရင်တော့ကျွန်တော်ကကူညီတာထက်မပိုပါဘူးဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာနိစုဂီမဆန်ကိုဘယ်လိုသုံးထားလဲဆိုရင်ရှေ့မှာတေဆုဒတကူညီခဲ့ပါတယ်ဆိုတဲ့တာမန်ကရိယာအတိတ်ကရိယာပေါ့နော်အတိတ်ကရိယာရဲ့နောက်မှာဒီတိုင်းလေးပဲထည့်ပြီးတော့သုံးထားတာကိုတွေ့ရပါတယ်နောက်ကြောင်းကတော့ဆိုဒီဝဥဝါစနိစုဂီနိုင်မြန်မာလို့ဆိုရင်တော့အဲ့ဒါကောလာဟာလာထက်မပိုပါဘူးဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလည်းနိစုဂီနိုင်ကိုရှေ့ရဥဝါစကောလာဟာလာဆိုတဲ့နောင်ရဲ့အနောက်မှာဒီတိုင်းလေးပဲကပ်ပြီးအသုံးပြုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပုံစံနဲ့အသုံးပြုနိုင်ပါတယ်နောက်တစ်ချောင်းကတော့နီဟိုကနာရာနိုင်မြန်မာလိုဆိုရင်တော့ဒါလွဲပြီးမရှိဘူးဆိုပြီးအဓိပ္ပာယ်ရတဲ့စကားလုံးမျိုးဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့အောင်မြင်မှုရဲ့တော့ချက်ကပြင်ဆင်မှုကလွဲပြီးမရှိဘူးဆိုပြီးဒီလိုမျိုးပုံစံနဲ့အသုံးပြုပါတယ်အသုံးပြုမယ်ဆိုရင်တော့ noun နဲ့တွဲပြီးအသုံးပြုရပါမယ်noun ရဲ့နောက်မှာနိဟိုကနာရာနိုင်ကိုထည့်ပြီးအသုံးပြုရပါပြီဥမာစာကြောင်းကိုကျင်တော့ပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ်ဥမာစာကြောင်းပထမအကြောင်းကတော့စေကိုနောခါဂီဝဂျွန်ဘီနိဟိုကနာရာနိုင်မြန်မာလိုဆိုရင်တော့အောင်မြင်မှုရဲ့တော့ချက်ကပြင်ဆင်တာလွဲပြီးမရှိဘူးဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာနိဟိုကနာရာနိုင်ရဲ့ရှေ့မှာဂျွန်ဘီပြင်ဆင်ခြင်းဆိုတဲ့နာမ်ကိုထည့်ပြီးတော့အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ချောင်းကတော့ခါရီနောအီကာရီဝဖူအန်နောဥရခါရဲ့ရှိနိဟိုကနာရာနိုင်ဒါတော့နိခတ်တွေပေါ့နော်မြန်မာလိုဆိုရင်တော့သူ့ရဲ့ဒေါသကစိတ်မလုံခြုံမှုရဲ့တစ်ဖက်ကလွယ်ပြီးမရှိဘူးဆိုပြီးတော့ဒီလိုမျိုးပုံစံမျိုးဖြစ်ပါတယ်ဒါတော့ဒါဂျပန်မှာဆိုလို့ရှိရင်တော့အသုံးများတဲ့ဒါစကားစုကိုဒီတိုင်းတွဲပြီးတော့သုံးထားတာပဲဖြစ်ပါတယ်နောက်တစ်ကြောင်းကတော့နိခိုစတာခိုတိုဝါနိုင်မြန်မာလိုဆိုရင်တော့တခုခုကိုလှုပ်လိုက်တာအကောင်းဆုံးပဲဆိုပြီးတိုက်တွန်းတဲ့ပုံစံနဲ့ပြောတာဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့မြန်ဘိုကင်တင်တာအကောင်းဆုံးပဲအတီးပြုတ်ထားတာကအကောင်းဆုံးပဲဆိုပြီးတော့အသုံးပြုပါတယ်အသုံးပြုမယ်ဆိုရင်တော့ကရိယာနဲ့တွဲပြီးသုံးရပါမယ်ကရိယာကိုဘာမှပြောင်းကြမလို့ပါဘူးတာမန်ကရိယာယူကရိယာရဲ့နောက်မှာနိခိုစတာခိုတိုဝါနိုင်ကိုထည့်ပြီးတော့အသုံးပြုရပါပြီဒီ grammar pattern ပေါ့နော်ဂျပန်မှာတိတ်မတုံးဆိုတော့လုံးဝကိုဒါမတုံးတော့ရှိပါတယ်ဒါပေမဲ့ဒီ N3 level ပေါ့နော်ဆံမွေးမှာပါလာရင်ပြင်နိုင်မှုအတွက်ကျွန်တော်ဒီမှာထည့်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ဥပမာဝါကြတွေကိုဆက်ပြီးတော့ကြည့်ပါမယ်ဥပမာစံပထမအကြောင်းကတော့
ဟာယာခုယောယာခုစရူနီကိုစတာကိုတိုဝါနိုင်အမြင်မြန်ဘိုကင်တင်တာအကောင်းဆုံးပဲဆိုပြီးတွေ့ရပါတယ်ဒီနေရာမှာနီကိုစတာကိုတိုဝါနိုင်ရဲ့ရှေ့မှာပေါ့နော်ယောယာခုစရူဘိုကင်တင်နေဆိုတဲ့ကရိယာကိုထည့်ပြီးသုံးပြထားတာကိုတွေ့ရပါတယ်နောက်ကြောင်းကတော့ခါခုနင်းစတဲအိုကူနီကိုစတာကိုတိုဝါနိုင်အတီးပြုတ်ထားတာအကောင်းဆုံးပဲဆိုပြီးအဓိပ္ပာယ်ရပါတယ်ဒီနေရာမှာလည်းနီကိုစတာကိုတိုဝါနိုင်ရဲ့အရှေ့မှာခါခုနင်းစတဲအိုကူအတီးပြုတ်ထားတယ်ဆိုတဲ့ကရိယာကိုဒီတိုင်းလေးပဲတွဲပြီးသုံးပြထားတာကိုတွေ့ရပါတယ်